မင်္ဂလာပါခင်ဗျာကျွန်တော်တို့မြမယဉ်ကျေးမှုမှာဆရာဆိုလားအနန္တ၅ပါးတဲ့ကတပားအပအဝင်ဖြစ်ပြီးအင်မတန်မှကျေးဇူးကြီးမားလာတဲ့ပုံကိုယ်တွေဖြစ်ပါတယ်ဒါပေမဲ့ဆရာတရားဖြစ်လာပြီဆိုရင်တပည့်တွေအပေါ်မှာထားရှိရမယ်မုံမြင့်တဲ့ကျင့်ဝတ်၅ပါးရှိရဲဆိုတာကိုရောသင်သိပါသလားဒီနေ့ဗီဒီယိုမှာတော့ဗုဒ္ဓဘာသာဝင်တွေအလေးအမြတ်ထားတဲ့သင်္ကာလောဝါဒတုတ်လားဆရာကျင့်ဝတ်၅ပါးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှေးလူကြီးသူမတွေစိုးဆုံးမခဲ့တဲ့ကြပြားလေးအတိုင်းပြောရရင်တော့အတက်လဲတင်ပဲ့ပြင်းဆုံးမှတိတ်ပမချံဘေးရန်စည်းကတင့်ရအဖို့ဆရာတို့ကျင့်ဖို့ဝတ်ငါးဖျားဆိုတာပါပဲကဲဒီအချက်တွေကိုတစ်ခုချင်းစီအသေးစိတ်ကြည့်လိုက်ရအောင်ဗျာအချက်1အတက်လဲတင်ပထမဆုံးအချက်ကတော့အတက်လဲတင်မှာဆရာတယောက်ရဲ့အဓိကတောင်းဝန်ကမိမိတက်ကြွထားတဲ့ပညာရဲ့လေကိုတပည့်လေးနားလေသဘောပေါက်အောင်ကျွမ်းကျင်အောင်စနစ်တကျသင်ကြားပြသပေးဖို့ဖြစ်ပါတယ်။ပညာရဲ့တင်မကပဲလက်တွေ့ဘဝမှာအသုံးချနိုင်တဲ့အထိလမ်းပြပေးရမှာပါ။အချက်2ပဲ့ပြင်ဆုံးမှဒုတိယချက်ကပဲ့ပြင်ဆုံးမှမှာပညာသိယုံနဲ့မလုံလောက်ပါဘူး။လူတော်လူကောင်းဖြစ်ဖို့လည်းလိုပါတယ်။တပည့်တွေလမ်းမမရောက်အောင်အကျင့်စာရိတ္တကောင်းမွန်အောင်ယဉ်ကျေးလိမ္မာအောင်မိဘတဖွေစိတ်ရှည်လက်ရှိဆုံးမပဲ့ပြင်ပေးရတာဟာဆရာရဲ့မုံမြတ်တဲ့တာဝန်တစ်ခုပဲဖြစ်ပါတယ်။အချက်3ကတိတ်ပမချန် teaching without withholding တကယ်အချက်ကတော့တိတ်ပမချန်ပါဒါဟာအင်မတန်အရေးကြီးပါရဲ့မိမိသိထားတဲ့ပညာရက်တွေကိုငါထက်တော်သွားမှစိုးလို့ဆိုရယ်ဝင်တို့စိတ်မရှိပဲအကုန်အစင်လက်ဆင့်ကမ်းပေးရမှာဖြစ်ပါရဲ့ပညာကိုနှမျိုးတွန့်တိုးမှုမရှိပဲပေးကမ်းခြင်းဟာဆရာကောင်းတို့ရဲ့လက္ခဏာပါပဲအချက်၄ကဘေးရန်စည်းက protecting from danger စတုထအချက်ကဘေးရန်စည်းကပါတပည့်တွေရဲ့ဘေးကင်းလုံခြုံရေးနဲ့ကျန်းမာရေးကိုဂရုစိုက်ပေးရတာပါအထူးသဖြင့်ပညာသင်ကြားနေစဉ်အတွင်းမှာအန်တီရဲ့မထစ်အောင်မကောင်းတဲ့အပေါင်းအသင်းတွေနဲ့မပတ်သက်အောင်ကာကွယ်ဆောင်ရှောက်ပေးရတာကိုဆိုလိုတာဖြစ်ပါတယ်အချက်၅ကသင်ရအဖို့ future guidance နောက်ဆုံးအချက်ကတော့သင်ရအဖို့ပါတပည့်တွေပညာဆုံးလို့လောကအလဲကိုထွက်တော်မဲ့အချိန်မှာသူတို့နဲ့တင့်တော်မဲ့အလို့ကိုင်းတင့်တော်မဲ့ပတ်ဝန်းကျင်တွေစီကိုလမ်းညွှန်ပေးတာမိတ်ဆက်ပေးတာမျိုးဖြစ်ပါတယ်တပည့်ရဲ့အနာဂတ်လှပဖို့အတွက်နောက်ဆုံးအဆင့်အထိကူညီပေးတာပဲဖြစ်ပါတယ်ဒီကျင့်ဝတ်၅ပါးကိုကြည့်မယ်ဆိုရင်ဆရာဆိုတာပညာသင်သေးုံတည်းမကပဲတပည့်တယောက်ရဲ့ဘဝတစ်ခုလုံးကောင်းမွန်ဖို့အတွက်စေတနာအပြည့်နဲ့ပြုစုဖြိုးထောင်ပေးသူတွေဖြစ်တယ်ဆိုတာတွေ့ရမှာပါဒါကြောင့်လေကျွန်တော်တို့မြမလူအဖွဲ့အစည်းမှာဆရာတွေကိုအလေးအမြတ်ထားကြတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like ပေးခဲ့ဖို့မမေ့ပါနဲ့ဦးတင်ရောတင်ဘဝမှာအမှတ်တရဖြစ်ဆုံးဆရာမဘယ်သူလဲဆိုတာကို comment မှာရေးပေးခဲ့ပါအောင်ခင်ဗျာနောက်ထပ်လည်းဗဟုသုတဖြစ်ပွဲဗီဒီယိုတွေထိနိုင်ဖို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ